ဒီနေ့တော့စီချက်ဆိုင်လေးဖွင့်မယ်ပေါ့နော်ကြာစံလေးကိုလည်းနူးတဲ့အထိပြုတ်လိုက်ပါတယ်ခောက်ဆွဲသမားတွေအတွက်ကတော့ခောက်ဆွဲတက်တက်ပြုတ်တယ်ပေါ့နော်ချက်သားလေးကိုလည်းစားရယ်ပိတ်ငက်ပြားရည်အကြည့်ရယ်ရတာမုံလေးရယ်နဲ့ပြုတ်ထားပါတယ်ကြာစံလေးကိုစီမွေးနှမ်းစီလို့လည်းခေါ်ရပေါ့နော်စီမွေးလေးထည့်တယ်ပိတ်ငက်ပြားရည်အကျဲထည့်ပါတယ်ပြီးရင်ချက်သားမှုံလေးထည့်ပါတယ်ပြီးရင်တော့ချက်သွန်အဖြူကြော်လေးထည့်ပါတယ်ပေါ့နော်ပြီးတော့မှငြုပ်ကောင်းလေးပါထည့်ပါတယ်ချက်သားအသားမြင်တာလေးထည့်ပြီးတော့နှမ်းဆောင်ဝှေလိုက်လို့ရှိရင်ရပါပြီပြီးတော့မှချက်သွန်မိတ်ကလေးကိုအပေါ်ကနေဖြူလိုက်ပါတယ်ကြာစမ်းလေးပြုတ်ပြီးခါစားလေးမှာတန်းလုပ်လိုက်လို့ရှင်တော့အရေးဆွတ်ဆွတ်ကလေးပိုဖြစ်တယ်ပေါ့နော်ခောက်ဆွဲကိုလည်းထိုနီတိုင်းလေးပဲလုပ်တာဖြစ်ပါတယ်ကဲခုဆိုလို့ရှိရင်တော့အိမ်ရလူတွေအတွက်မမယွန်းရဲ့